Hello အားလုံးမင်္ဂလာပါဒီညတော့ Holly celebration နဲ့စားလို့တော့ပါဖြစ်ပါတယ် Holly နဲ့တူတူလိုက်ခဲ့ပေးကြပါအောင်ဒါကတော့ Holly ရဲ့စားပွဲလေးပါ Okay Holly နဲ့တူတူစားလေးလုပ်မယ် celebration ပေါ့နော် Okay ဒါကတော့အခုကတော့ဒါ Holly ရဲ့ပွဲလေးပေါ့နော် Okay ဒါ Holly စားပွဲလေးအောက်ကတော့ဒီမှာပေါ့နော်ဒါအထူးတော့ဒါကတော့ Holly ရဲ့ကျောင်းစာအုပ်လေး Holly ရာ G5 ကျောင်းတို့လေးပါဒါကတော့ Holly စပယ်လေးပေါ့နော်အယုတ်ကလေးတွေရောရှိပါရှင်Okay ဒါကတော့ Holly ရဲ့ဒီမှာပေါ့နော်စပယ်လေးရလေးပြရပေါ့နော်အရင်ဦးဆုံး Holly ရဲ့ကိုမအေးလေးယူလိုက်ပါတယ်အဲ့ဒါလေးဒီမှာHolly အိုင်ဒီယာပစ္စည်းလေးတွေကိုထုတ်ပါမယ် Holly အရင်ကခဲ့တဲ့ဒါကတော့နင်းပေါ့ဒါကတော့ခဲစစ်ပေါ့နော်ခဲစစ်ပြီးရင်ဒါလေးရခဲရန်ဘောပင်ခဲစစ်ပေါ့နော်ဟိုလေးတွေကမာကာလေးပေါ့ဒီထဲမှာဖုံးလေးပဲကျန်တော့ပေါ့နော်ဘာလို့ပြောပြန်တယ် Holly မပြီးပြန်ထွက်မိတယ်တကယ်တော့ပြန်မထည့်ရပါဘူး Holly ရဝါတဲ့ထည့်ရမှာပါလား Holly မပြီးထည့်ပါပေါ့နော် Sorry ပါအဲ့နိုင်မှာဒါကတော့ Holly ရဲ့ပုံမရုပ်ကလေးပေါ့နော် Holly ရဲ့ပုံမရုပ်လေးကိုဒါကတော့ယုံလေးရဲ့ခိမရလာပူပူဟာလေးပေါ့နော်ဒီလိုချီလေးတွေယုံလေးနဲ့အဲ့လိုလေးထားတာပါတယ်ဒါတော့ Holly နဲ့တုံးနေကြတိတ်နေတယ်ဆိုတော့ Holly အဲ့ဒါကိုပြန်ပြီးတော့ဟိုလုပ်မယ်ပေါ့နော်ပြန်ထုတ်ပါမယ် Okay ကိုပြန်ထုတ်ပြီးပြီပေါ့နော် Holly ဒီမှာပေါ့နော်ခုံးလေးတက်လိုက်ပါအောင်မယ်ဒီလေးချောင်းကိုဒီအဲ့ဒါလေးကိုထည့်ပါမယ်ထည့်လိုက်ပါပြီထည့်ပြီးရင်ဟိုလေအဲ့ဘက်မှာပြန်ထားလိုက်ပါမယ်အပိဒါတော့ Holly ရဲ့စကုတ်လေးပေါ့နော် Holly မြင်တဲ့သွဲနေကြလေးစကုတ်လေးဒါလေးကတော့ Holly ရဲ့ဆွဲကြိုးလေးပေါ့နော်ဘလဲဆွဲကြိုးလေးဒါ Holly ရဲ့ကလေးလေးပါအမ favorite လေးရဲ့အကုန်ဒါ Holly မြင်တဲ့သုံးပြီးသွဲနေကြကလေးလေးပေါ့နော်ကြည့်ပါအောင်ဒါတော့ Holly ရဲ့လူအိမ်ပေါ့နော်ချွေးနေဒါတော့ Holly ရဲ့စုလေးပါ Okay ဒါအပိဒါကတော့ Holly ရဲ့မြန်မာဝတ်စုံဆိုရဲပုံလေးအပိဒါတော့ Holly ဒီ Muslim ရဲ့ကြိတ်တဲ့ဟာရဲ့ Holly အမေပုံအဖေရဲ့ပုံပေါ့နော်ဒါတော့ရတောင်လေးပါ Okay ရတောင်လေးပေါ့ရတောင်လေးပြန်လေးစောက်တွေပြန်ထုတ်လိုက်ပါမယ်စောက်တွေပြန်ထုတ်ပြီးတော့အဲ့လိုတစ်ချိန်မှာ Holly ပုံမှာကိုကြာတော့အဟင်ပုကြာလိုက်ပေါ့နော်ကြာတော့အဲ့ဒါလေးပြန်ပြီးတော့တခြားပြန်တင်လိုက်ပါမယ်အဲ့ဒီစောက်လေးကိုလည်းအနေနဲ့တခြားပြန်ထားစောက်လေးလည်းထုတ်လိုက်ပါလေOkay စောက်လေးထုတ်ပြီးပေါ့နော်ဒီလိုပုံစံလေးဖြစ်သွားပါပြီ Holly အားနဲ့ Holly ကူးကြလေးရှိလို့ပြီးရင်စာရေးကြလေးရှိစာရေးပါတော့မယ်ရှားလေတော့ဖွင့်မယ်ဒီမှာဖွင့်မယ်ကဲလေးကျိုးစားပါစားလို့YouTube မထင်ကြဘူးလား Holly အကုန်လုံးပန်းအောင်တင်တကယ်တော့ Holly ကပန်းအောင်မကြိုက်ပါဘူးဘာကြိုက်တယ်လဲဆို Holly ကပြန်အောင်ကြိုက်တာချစ်ပါတယ်အဲ့တော့တောက်ထိုးကြီးပြင်နေလို့ကြပါအောင်အပြန်ကြိုက်တာဖြစ်ပါတယ်ဒါပေမဲ့ Holly တော့အပန်းအောင်ကြိုက်တာဆိုတော့သူကြိုက်တဲ့အရာတွေကြည့်ပဲချလာပါတော့ Okay ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲ Holly ကိုစောင့်ကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ် like and subscribe လုပ်ပေးမမေ့ကြနဲ့နော် Okay အားလုံးပဲဒီနေ့ကနေလဲညနေနောက်ဆက်ချင်ပါတယ်ရှင်ပြီးတော့လဲသာထွေးဖြစ်နေရလဲကြည့်လို့မကောင်းဖြစ်နေလို့တောင်းပါပါတယ်ရှင်ခွင့်လုပ်ပေးကြပါအောင်လေးလက်တိခံပေးကြပါလေးရတော့လည်းမပြတော့ဘူးနော်ကဲဒီညလေးမှာ Holly ရက်လိုက်ပါတော့မယ်ကဲ bye bye see you later bye bye နောက်ပတ်မှာပြန်တွေ့မယ်